ကျွန်တော်ဒီခါပိုတဲ့ပစ္စည်းတွေကိုကျွန်တော်တန်ခွန်းမှာမဝယ်ဘဲနဲ့ပြန်ရောက်တဲ့နီးနီးကိုပြောမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဝင်လာတဲ့ဟုံးနှိပ်ပြီးသွားရင်အမှဂူးစုကီဆိုရှိပါတယ်။အဲဂူးစုကီနဲ့အောက်မှာနဲမှုကောင်းဖားကီဆိုအဲ့ဒါနှိပ်လိုက်ရင်ကျွန်တော်တို့ရောင်းမဲ့ပစ္စည်းတော့ဓာတ်ပုံရင်ရိုက်ထားပါ။ရိုက်ပြောလို့ရှိရင်အဲ့ဓာတ်ပုံလေးတွေကိုကျွန်တော် slap ပေးပြီးတော့ကျွန်တော်တို့ဒီမှာအိုလီကီနှိပ်လိုက်ရပါတယ်။ဒါတိတ်တော့မခက်ပဲမဲ့ကျွန်တော်မလုပ်ဖြစ်တာပါကျွန်တော်ပိုတဲ့ပစ္စည်းတွေဆိုရင်ဒီလိုရောင်းရအကျိုးမျက်ရှိတယ်ဗျကျွန်တော်ပတ်စံပြန်ရတယ်ပြတ်တာတဲ့ဆိုင်အဲ့လိုမျိုးပေါ့ဒါအပေါ် AI နဲ့လောက်ခိုင်းမလားပါလဲပေါ့ဒါဆိုရင်စာတွေက AI နဲ့ရေးခိုင်းတာသူကအော်တိုရေးပြပဲသူ model ကြည့်ပြီးတော့ဒါသူတို့ပုံကြည့်ရေးပြတယ်ဒါဆိုသူပြောထားတယ်အမှာချနဲ့ယုံပါညာပေါ့အဲ့လိုဒီမှာကာရဲ့ဟိုကျွန်တော်သုံးနေဟာပေါ့ဗျာ custom ကျွန်တော်ဒါဆိုရင်ကာဖုန်းစတန်လေးကိုကျွန်တော်ပြန်ရောင်းတာဖြစ်ပါတယ်ကျွန်တော်ဝယ်တော့3000ခွဲအခုကြာပြီဆိုတော့ကျွန်တော်2000ခွဲပြန်ရောင်းတော့ပါအဲ့မှာပြီးရင်ကျွန်တော်လိပ်စာဖြည့်တယ်ဒါလိပ်စာမဟုတ်တယ်ကျွန်တော်ဒါကြတော့သူကအရင်ပြတ်တဲ့ဟာတွေပြရတယ်ပြတ်တဲ့ဟာတွေကိုဘလောက်ဆိုတော့တန်ဖိုးရှိတယ်ပေါ့ဘာရဆိုဘလောက်တန်ဖိုးရှိအောင်ကျွန်တော်အကုန်ကောင်းတယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်က2000ခွဲတော့ကျွန်တော်ရေးလိုက်တယ်ဗျသူကတော့ဒါဟိုမှာပြတ်တာဒီဘာတွေတော့အဲ့လောက်တန်ဆိုဈေးကိုပြထားတယ်ဗျအဲ့လိုအဲ့တော့ကျွန်တော်2000ခွဲနဲ့ကျွန်တော်ရှောင်းကြည့်မယ်မရတော့လည်းဘာမှမဖြစ်ဘူးကျွန်တော်တင်ထားတော့ဗျအဲ့မှာထားပြီးရင်တော့ကျွန်တော်လိပ်စာရွေးပြမယ်လိပ်စာကြောင့်ကျွန်တော်အဲ့မှာကျွန်တော် sound tech 1လို့နှိပ်လိုက်ရင်ကျွန်တော်လိပ်စာထပ်ဖြည့်ရမယ်ဗျဒါကိုလိပ်စာဖြည့်ပါဗျဘယ်နှလွှာလဲပါအတိအကျဖြည့်ပြီးပေါ့ဟုတ်ဆိုကျွန်တော်လာယူတဲ့ခါကျရင်ကျွန်တော်ပေးလို့ရတော့ပါဗျကိုတော့ပေးစရာမလိုတော့ဘူးပြီးတော့ရှင်တော့ဒါပြီးတော့လိပ်စာတော့ဖုန်းနံပါတ်တော့ကျွန်တော်ဒီမှာသူ့ပန်သူဒီ software နေပဲဖုန်းကကျတော့မလိုဘူးပဲကျွန်တော် software ဖွင့်နေဖုန်းနံပါတ်နဲ့လောက်ထားတာဆိုတဲ့အတွက်ကြောင့်မလို့ဖုန်းဆက်ကျွန်တော်ရှိပဲရောက်မှာအဲ့တော့ချက်တင်ပါညာကျွန်တော်ရှိပဲရောက်မှာဒါဆိုရင်ကျွန်တော်ပြီးတော့ပါပြီဖြည့်တာပြီးတော့ကိုယ်စာဖြည့်ခြင်းလည်းအမှထပ်ပြီးတော့ရေးလို့ရတယ်ဗျအဲ့အောက်မှာ box လေးမှာကျွန်တော်တော့မရေးတော့ပါဘူးဒီတိုင်းပဲအလွယ်တင်လိုက်တော့မှာတင်လိုက်လို့ရှိရင်တော့ဒီမှာကျွန်တော်ပေါ်လာပြီအဲ့မှာကျဘာလို့ဂုံမဲစောချီဟာကြီးဆိုတာကျွန်တော်တို့တွန်းအားပေးတာမျိုးပေါ့ဗျာအဲ့ဟာနဲ့လုံးမဆိုရင်ကျွန်တော်ဝန်ဆောင်ကလည်းနည်းပေးရမှာထင်တယ်2500လောက်ရော့တယ်ဗျာသူကဒါပေမဲ့ကိုဟောချက်ချင်းရောင်းတာပေါ့အဲ့လိုမျိုးအဲ့ဘာလို့ဂုံမဲတွေးလိုက်ရင်ချက်ချင်းသူတို့တင်ပေးတယ်ကိုဟောအဲ့လို boost လုပ်တဲ့ပုံမျိုးပေါ့ဗျာဒါဆိုကျွန်တော်အဲ့မလုပ်လိုက်တော့ boost လုပ်တဲ့ပုံစံတော့ကျွန်တော်မရောင်းရိုးနဲ့ပဲရောင်းမယ်ဒါတင်လိုက်ပါပြီဒီမှာပုံကျွန်တော်တင်လိုက်6ပုံဒါကျွန်တော်ဘူးတော့မရှိတော့ဘူးဒါပေမဲ့စပ်ပဲရှိတော့တယ်ဘူးဒီပိုင်းနဲ့ဆိုရင်တော့ပို့အဆင်ပြေတော့ဗျာဒါအကုန်တော့အကောင်းကြီးပေါ့အဲ့လိုမျိုးကျွန်တော်လည်းပို့ရဆိုတော့တင်လိုက်တာပါဒီဟာလေးကတော့ကျွန်တော်တို့ဟိုအိမ်မှာကျွန်တော်ပစ္စည်းပို့နေတိုင်းထားမှတူတူကျွန်တော်ဒီလိုလေးတင်ရောက်တာဟာကျွန်တော်အကျိုးမရှိသလိုတစ်ဖက်လူလည်းအကျိုးမရှိတယ်အဲဒါကြောင့်မို့ကျွန်တော်ဒါလေးကိုတင်မိတာဖြစ်ပါတယ်အမြင်နဲ့ဝယ်နေရပဲမဟုတ်ပဲနဲ့ပြန်ရောက်တာလေးကိုလည်းတင်မိတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အကျိုးရှိမှထင်ပါတယ်